မင်္ဂလာပါရှင်ထိုင်လန် anyway ဘန်ကောက်တင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှလည်းမဆန်ဆိုင်တို့ကပတ်တရားမှာရှိတဲ့အမိုင်ဆာနောက်ထပ်ဟိုတယ်တစ်ခုဖြစ်တဲ့ Wee Hotel ကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်အထဲထဲမှာမနီတာနဲ့အတူတူအခန်းလေးတွေလိုက်ကြပေးမယ်နော်สวัสดีค่ะน้องแนนรบกวนแนะนำตัวเองให้ผู้ชมของเราหน่อยนะคะได้ค่ะสวัสดีค่ะ ชื่อแนนนะคะ เป็น reservation ประจำโรงแรมเวย์โฮเทลพัทยาค่ะ အခုမဆန်ဆိုင်တို့ကဒီ reservation manager နဲ့အတူတူ Wee Hotel မှာရှိတဲ့အခန်းတွေရေကူးကန်ပြီးရင် dining hall အဆက်ရှိတဲ့အရာတွေအားလုံးလိုက်ပြီးပြသပေးတော့မှာဖြစ်ပါရဲ့ရှင်။ဒီပါပါရှင်အမြင့်အဆုံးဗီဒီယိုလေးကိုအဆုံးကြည့်ကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်နော်။ပထမဆုံးအနေနဲ့ Thailand Anyway ရဲ့လုပ်ငန်းလေးတွေနဲ့ဒီလိုမိတ်ဆက်ပေးပါရစေ။ Thailand Anyway ရဲ့လုပ်ငန်းလေးတွေကတော့ကန်ကောင်းရန်ကုန်နဲ့ဇာတိမှာတည်ရှိနေတာဖြစ်ပါတယ်နော်။ Thailand Anyway company နဲ့ထိုင်းနိုင်ငံတနင်္သာရီမှာရှိတဲ့ hotel ဝင်းကြီးလက်မှတ်ပေါင်းစုပေါင်း100ကျော်နဲ့ဒရိုက်ဘာမှာရည်တည်တာလည်းဖြစ်ပါတယ်ရှင်။ Thailand Anyway ရဲ့ website လေးမှာလည်းဝင်ရောက်ပြီးတော့ product လေးတွေကိုအသေးစိတ်လေ့လာနိုင်ပါတယ်နော်။ Thailand Anyway ရဲ့ page လေးကို like and follow လေးလုပ်ပေးဖို့လည်းမမေ့ကြဘူးတောင်းဆိုချင်ပါတယ်ရှင်။ Thailand Anyway မှာရရှိနိုင်တဲ့ product တွေကတော့ hotel ဘုတ်ပြုံးဆောင်မှု၊ကားငှားဝင်ဆောင်မှုနဲ့ဒီလက်မှတ် flight ticket စတာတွေဖြစ်ပါတယ်နော်။ဒီလိုတမန်အခုမဆက်ဆိုင်ကအရင်ဆုံး Superior Sea View အခန်းလေးကိုပြပေးမှာဖြစ်ပါတယ်ရှင်။ဒီနေ့တစ်ချက်လောက်တောင်းပန်နေတာကတော့အခန်းတွေ garden view တွေအကုန်လုံးက fully ဖြစ်နေလို့ဒီအခန်းလေးပဲဒီနေ့တော့ရပ်ပြပေးလိုက်မယ်နော်။အခုမှ sunshine တို့က breakfast အခန်းလေးကိုလိုက်ပြီးပြပေးမှာဖြစ်ပါတယ်ရှင်ဒီဘက်အပြင်ဘက်လေးပင်လယ်ဘက်အခြမ်းလေးမှာရှိနေတာဖြစ်ပါတယ်ရန်ကုန်ပိုက်တယ်ရှင်ဟုတ်တယ်နော်ဒါကတော့ Wee Hotel ရဲ့ breakfast စားတဲ့အခန်းဖြစ်ပါတယ်ရှင် breakfast စားချိန်ကမနက်6နာရီကနေ10နာရီခွဲထိပေါ့နော် buffet breakfast ဒီဘက်ဒီမှာပင်လယ် view ကိုကြည့်ပြီးတော့မှသုံးဆောင်လို့ရမှာဖြစ်ပါတယ်ရှင်ဒါကတော့ဒီဒီကူးကန်တနေရာပြီးနေတာပေါ့နော်ဒီ lobby နဲ့တစ်ဆက်တည်းမှာရှိတယ်ပင်လယ်ကိုလည်းတစ်ဆက်တည်းမြင်ရတဲ့နေရာပေါ့နော်နောက်ထပ်ဒီကူးကန်နောက်ထပ်တစ်နေရာလည်းရှိသေးပါတယ်ရှင်အခုမဆန်းဆိုင်တို့ဒီကနေဆင်းပြီးတော့ fitness center လေးရဲ့နောက်ထပ်ဒီကူးကန်တစ်နေရာကိုထပ်ပြီးရိုက်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ကတော့ Wee Hotel ရဲ့ fitness center ဖြစ်ပါတယ်။အဲ့ဒါတော့တွေကအချိန်မရွေးဆင်းလာပြီးတော့ပေါ့နော်ကိုယ့်ဘာကို fitness လုပ်လို့ရတယ်။ဝန်ထမ်းတွေကတော့စောင့်နေပေးတာမျိုးတော့မရှိဘူးပေါ့နော်။အခုဆိုရင်မဆန်ဆိုင်တို့ Wee Hotel ရဲ့အကြောင်းကိုစစ်စစ်ငှငှလေးရိုက်ပြခဲ့ပြီးပါပြီရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးဆုံးအောင်မယ်နော်။ Okay ขอบคุณค่ะคุณแม่เดี๋ยวขออนุญาตลาก่อนค่ะเดี๋ยวให้จัดการอีกทีค่ะขอบคุณ